ဒီလာလို့လည်းဖေဝေးတော့ဟောကာစီနိုဒီမှာဝင်တော့သူကတကယ်ချင်းရဲ့အကုန်လုံးသူကကာစီနိုမှာလို့ဆိုတော့လာနေတော့ဒီနေ့လိုက်နေတယ်ဆိုတော့အဲ့မှာဝင်တော့ဖြစ်တော့သူကဟိုဟာတွေဘဒူတွေလာတယ်များကစီနိုကြတော့ကာစီနိုကလူမျိုးပေါင်းစုံတော့လာတယ်ဆိုကြတော့နဲ့လက်ကြီးတမအများကြီးလောင်းလာပြီးကြောက်တကယ်တော့အေရှန်လူမျိုးတွေကလောင်းဒီရုပ်ပေါ်မှာပြီးတာအေရှန်တော့လောင်းလာတယ်အများကြီးပေါ့ဒီလူဖြူလူမျိုးတော့နည်းနည်းတော့ဒီတော့အသိမလောင်းပြောတော့ပေါ့အေရှန်လူတွေတော့လောင်းလာကြီးနေလောင်းဘလောက်လောက်ဒီအထိလောင်းကြတကယ်တော့ဒီမှာတော့တကယ်တော့လက်ကြီးဝိုင်းနေတိတ်မရောက်ဘူးတကယ်တော့လူတိတ်ဆိုတော့လက်ကြီးဝိုင်းနေမှာတကယ်တော့အများဆုံးကြုံဘူးတော့မကောင်းတော့လောင်းလာတော့တကယ်တော့ကြုံတကယ်တော့ခုံအောင်အများဆုံးမကောင်းတပွဲတစ်ခါတည်းနဲ့ထည့်အဲယောက်ျားလေးတွေရောမိန်းကလေးတွေရောတင်ပါဗျာအများပွဲလို့ပဲမိန်းကလေးပုံများလားယောက်ျားလေးယောက်ျားလေးအစုံပါပဲဒီဆလုံးနဲ့ရှင်းတယ်လာဆက်အဝန်ထမ်းပဲအဲ့ဒီတကယ်တော့လိုမျိုးပဲအယောက်900ရှိတော့24 hour 24 hour ဟောဒီယူကြစီမှာပဲ是的行放心的话这些ပြီးတော့ဒီချက်စီလာမရှိတဲ့ကမ်းခြေမှာဆက်လာစစ်စစ်လုပ်ရတယ်အကြီးဆုံးတော့ please wait အဲ့တော့တက်တာပနာရီလို့ဆိုနေနေစင်တာပနာရီလို့ဆိုနေနေစင်တာဆိုတော့ဘာမှတော့တင်မှာဒီမှာလာလို့哪一个比较နိုင်နာစာက6ချက်ခွဲပြီးတော့မုံပိုးနဲ့ပေါင်း30ဝန်းကျင်တော့ရတယ်တနာယူဟုတ်အဲ့ဒီတစ်ပေးပါတစ်ကြကိုရကိုယူလာဘုံပြန်စုဖို့ခေါ်တယ်အခုတော့တကယ်တော့ဟိုစူပါဝိုင်ဇာရထူသုံးတော့ပြီစူပါဝိုင်ဇာဟိုလိုင်စင်ကြတယ်လိုင်စင်နောက်တက်တယ်စူပါဝိုင်ဇာအမေးပဲဖြေရတယ်ဒါကတော့ဖြေကြိုက်တော့ဒါထွင်နေပေးတယ်တစ်ပိုင်းစူပါဝိုင်ဇာရထူပေးတယ်အခုလိုင်စင်နောက်တစ်စက်တော့ပြီးတင်တာ branding ဖြစ်နေကြနေတိုင်းကစီနိုရောက်တယ်နေ့တိုင်းရောက်တယ်ကစီနိုမှာမြန်မာရောများလားမြန်မာလည်းရှိဒီနာဒီတော့မှမြန်မာ9အိမ်လောက်ရှိတယ်စင်ကာပူဘက်နေလာတယ်မြန်မာစင်ကာပူနဲ့စဉ်းလာတယ်9အိမ်လောက်ရှိအကုန်လုံးကစီနိုမှာလုပ်နေကြအချိန်တော့မတူဘူးကျော်နေကျော်ညအဲ့ဒီနဲ့ငယ်ချင်း9မိနစ်လောက်ပြီးရတယ်တကယ်တော့တကယ်ချင်းအခန်းတစ်ခန်းငားပြီးတော့နေဟောကစီနိုကြတော့သူကအခွန်ဆောင်ရတာပဲလားဆောင်တယ်ဟိုအလုပ်လုပ်တာလဲဆောင်သူဆောင်ဖြစ်တဲ့ဒါပေမဲ့ဟိုတခြားဟိုစီတခြားလုံးမဲ့စားတော့လည်းတော့ပို့ရတော့ပြောမှာတခြားလို့ဆိုမှ30ရဖို့မလွယ်ဘူးတနား30ရဖို့ပြီးတော့လို့စီမှာဆက်ရုံလုံးရုံလုံးမှာ18ကျက်ဟုတ်ကစီနိုတော့လည်းပို့ရတော့ပြီးတော့အလုပ်ပဲတိတ်မပင်ပါဘူးပြင်ပါဘူးညာဖေးဝေးဆိုဖေးဝေးပြီးပေါ်ပါအဲ့လိုဒီနာတော့ဆက်ကြမှန်လို့နော်အုံတော့လေတော့အဲ့လိုဆိုရင်ရိုက်တယ်ဟောတင်ချလုပ်နေကြတာနေ့တိုင်းတော့သူ့လို့ရတော့စစတော့လည်းပဲကစီနိုတော့ဆက်ဆံတော့ဒီပိုင်းနေတောင်းခံရရှိတယ်တောင်းတော့ကိုမမအောင်ဘယ်သူတတ်မှန်လဲစီကနေပေါ်လိုက်လုပ်ပြီးတော့မာလို့ရှိရင်တော့တခါအောတော့ဟိုကလက်မှတ်တွေထိုးရတော့ဥမာရော်မှာ90ကိုက900တော့တော့ရော်ပြီးအဲ့လိုမျိုးဆိုရင်ကိုကသူကနောက်မှလည်းစူပါဗိုင်ဇာရဲ့ကင်မရာရဲ့တော့ချက်ကြည့်နေတာအဲ့လိုမားနေပါလေပြေးရတဲ့ကြတော့ရုံးတိုင်းခေါ်ပြီးတော့လက်မှတ်ထိုးအဲ့လိုမျိုးရှိအောင်နောက်ပြီးတော့သူများရှုံးဖို့ဆဲတာတော့ဘာလို့လဲကိုယ်လည်းနားထောင်နေရတော့ဘာမှပြန်ပြောလို့မရဘူး customer service တော့ကိုယ်ဘလောက်ပဲစေးစေးကိုယ်တိုင်းပဲနေနေရတော့အဲ့လိုတချိ
ကျိုးတော့ရှုံးတော့နော်ရှုံးတော့စိတ်ဆိုးတော့လောမစားတာ ကဲနိုင်တဲ့သူကရှိ နိုင်တယ်ဒါပေမဲ့ဒီဟာကြတော့ဘယ်လိုပြောမလဲဆိုလာနေသေးသေးပြန်ရှုံးတာပဲ ဟော တကယ်နိုင်မှပြန်မလာတော့တာမျိုးဒါပေမဲ့နိုင်နေကိုလူချင်းလေးအဲ့လိုလောက်ပါလေရှိတယ် နိုင်တဲ့ဘိုင်းမှာပဲ ဒီနေ့နိုင်တော့မနေ့ဖြစ်ရှုံးပေါ့အဲ့လိုမျိုး ဒီဥမာပဲလေ နော်ကိုမရရဲ့ ဒီချိန်မှာရှုံးဖို့ တချို့ကလည်းတီးလေးငွေဖြူငွေမဲလာလောက်တဲ့လူပဲရှိမှာ ကက်စီနိုကနိုင်တဲ့ပတ်စံဆိုရင်ဆက်လက်တွေပါရတယ် ကာစီနိုတော့ cash တယ် cash တယ် ကွန်ဆာရဲ့မောင်းချောခါရကွန်ဆာ ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးရှိတယ်နောက်ပြီးတော့တရက်ကိုတူလေးမရှိဘူးကာကွယ်မယ်ဒါတော့ ဟိုကလေဒိုင်းကားကြီးအိတ်ကြီးစမ်းတော့ဟုတ်တယ်ပါဒီဘယ်လိုလဲအကုန်လုံးအနဲ့ကြတော့ကိုမစမ်းဘူးဘယ်လိုဒီကအနဲ့မှာလိုက်မဲ့လူရဲ့အိတ်တွေတော့မတင်ဘူးဆိုတော့ ဒီမှာကြည့်ကြလို့လေ ရှိရအောင် ကောင်း ဖြန့်တယ် ဆက်တယ်လေဆရာတို့ဖွဲ့တယ် ဆရာလေးလည်းဆက်တယ်တပည့်တော်ကရောက်လာလည်းကြာတော့ဘုရားဆရာလေးလည်းဆက်တယ်ဖြတ်လာတာတော့တော်တော်လေးဆက်တယ် နေဒီပါလေပဲဆင်းပြီးဆူရှိပါလို့ရှိရင်ဆက်တယ် တင်လာတယ် နေပဲဆိုရင်တော့နေရပတ်စံနေစင်းဒီလာလာဆိုဝီဆိုဝီရ ရှိ ဝေးနေဟုတ်တယ်တော့တကယ်ချင်းမှလည်းအလုံးလုံးလို့တယ်ကလည်း ဟုတ်ကဲ့ ကာစီလိုလည်းရှိတယ် တော့ဒါလည်းခုဆိုတော့က တော့ unique အဲ့ချင်းတော့ပဲရှိတယ်ချိန်တော့ There's no banks in Texas. ကက်စီနိုကျတော့ get the money now ယာယီပဲကောင်းတယ်ရေချေကြတော့မလွယ်ဒီလူတွေနဲ့ပတ်သက်ရင်ကိုပါသူတို့လိုဖြစ်သွားဆွဲသွားမှာစိတ်ကြ မမှန်ဘူး อืม လို့စိတ် တပည့်တော်လောင်းမစားတော့မလုပ်ဘူးတခုတော့မလုပ် อืม ကိုယ်ဒီအလုပ်တဘောနဲ့ Oh, လုပ် tired, no worries. ဒါမဲ့ဟိုစိတ်ကဘာဖြစ်တယ် စိတ် အဲ့ဒါကြီးဆွဲတာပေါ့နော် တင် သူစိတ်မကောင်းတဲ့စိတ်တွေဒဏ်အောင်ခံရတယ် တန်းထိုင်ပြန် သူကလောဘဒေါသမောဟတွေ အဲ့လိုပဲအဲ့မှာဝင်တော့ဆိုဆရာတော်ပြောလို့တော် ခါရရတော့မှရှုံးလိုက်တော့လည်း အဲ့လိုဖြစ်တယ်ကိုယ်ဆဲတော့ကိုယ်လည်းဒီလိုခံကြတာမကောင်းဘူးနော်ကိုယ်စိတ်ထဲမှာတော့ဖြစ်ပြီးရအောင်ပြန်မပြောတာမရှိရအောင်တကယ်ကိုယ်ဆဲတော့ကိုယ်လည်းစိတ်ချနေတော့တုံ့ပြန်စိတ်လိုမျိုးဖြစ် အဓိကဘဒုကိုဟိုမိသားစုကိုပြန်ပြီးထောက်ပံ့ပြီးနေရတာလည်းလို့ အဲ့လိုမျိုးပေါ့တပည့်တော်လည်းများတယ်အမေဖက်လည်းစစ်စစ်အောင်တော့ရှိတယ်အဲ့ဒါတကယ် ဟော များပါပဲပတ်စံတော့အဲ့လိုပေါ့ ဖြန့်တော့ အဲ့လိုလူအားတဲ့နေရာတွေကများတာအိမ်ကိုလည်း อืม အိမ်ကိုလည်းတော့နည်းနည်းပါအိမ်လေးပါဟိုညီကောင်မောင်နှမတွေနဲ့မြန်မာမှာတည်ရတိုင်း အဲ့ဒါတော့ဘလောက်ပဲဖြစ်ဖြစ်မဆုံးဘူးအဲ့ဒါတွေကတော့လေတို့တော့ရရင်ရလို့လွယ်လွယ်ရရင်လွယ်လွယ်သုံးကြမှာပဲလို့တော့ရှိတယ်ဆရာတော်ကြတော့ဒါတရားပေးတာကိုအဓိကထားပြီးတော့မှပရိုက်တာလုပ်လို့ဒီလောက်ထိလုပ်နိုင်တာလေတရားမပါပဲဒီတိုင်းတက်တက်ဆိုရင်တော့ဟိုလောက်ရကြုံမနှက်ဘူးပေါ့နော်လူတွေကိုကိုယ့်အကိုမကိုပဲနဲ့လို့ပါလေပြီးခိုးပြီးတော့နေထိုင်တဲ့သဘောမျိုးဖြစ်ကုန်မှာပါလေမြလူတွေကမှီလို့ရရင်မှီတာပဲဟုတ်တယ်ညီမကြီးမှာတော့ဆရာတော်မဖြစ်မနေဒုက္ခရောက်တဲ့လူကိုကူညီတာအဲ့ဒါကြောင့်လေကူညီရတာကုလို့ရတယ်ဗောနော်ကျန်တဲ့လူကြတော့ဟိုမဖြစ်မနေဆိုတဲ့သဘောမျိုးဟာဒီလောက်ထိမဖြစ်ဘူးပေါ့အများဖြင့်လေကိုလည်းလုံးလို့ရတာပဲကိုတန်းအောင်ကြိုးစားလို့ရပါမယ်မကြိုးစားတော့ဟုတ်လို့အာမကိုတတ်တော့ဘူးပေါ့ကိုမရက်တည်နိုင်တော့လို့ဖြစ်တယ်ချိန်ကာလတစ်ခုတော့ဒီလိုပဲလုပ်ပေါ့ဒါပေမဲ့တစ်ဖက်ကတော့တရားနဲ့တွဲလုံးပါလေရေရှည်အတွက်ကြတော့အဲ့လိုမှကောင်းတယ်ဟုတ်တယ် လိုက်တရားလေးကိုပေါ်တာတင်ဦးဇင်းတို့တိုင်းလျှောက်ခီးတွေ့
တိတ်ပြီးတော့ဘယ်လိုလဲမဆက်တော့လို့ကိုကိုပဲဒီပိုင်းနေစုတော့ပါတော့ဟို family Facebook ကောင်းတယ်ခုနကတော့ဒီတိုင်းပိတ်ထားလိုက်တာဖွင့်တော့ကိုကိုတိတ်ဖွင့်ပြီးတော့ SN လေးလည်းမသိစကားမပြောတာတော်တော်လေးကြာတယ်တော့နည်းနည်းလောက်ရှိပါတယ် ပြောကြတယ် ရောက်တယ်ဒီနေ့မှဆက်တော့ဘယ်လိုတော့မရပါဘူးအခုပြောပြလိုက်ဆရာလေးဝန်တာနဲ့ ချင်းကြီးဆက်တယ် ဟုတ်ကဲ့ ဒါတော့မင်းတို့တရားနဲ့ဒီစိတ်ကနဲ့ဒီအကြောင်းကြီးဖြစ်လာ အခုလည်းတော်ဆွဲခေါ်လာပြီလေတကယ်တော့ညက်တကယ်တော့6ရက်ချက်လို့ဒီတစ်ပတ်မှတကယ်တော့9ရက်ပြီလို့ဒီတရက်အားအမှဆိုအခု ကျောင်းကျိုးရလို့တိုက်ချင် ကျောင်းကျိုးလို့လည်းအဲ့လိုပဲဆိုင်မိစားနေပြီကျူစားမှုပဲလို့တော့မိစားနေ မင်းတို့တကယ်ချင်းစင်ကာပူနိုင်ငံသားအဲ့တိုင်းပဲအဲ့တရက်လေးအားဟုတ်တယ်ဆရာရောစင်ကာပူဆက်ခံရအောင်အခုဦးစင်းတို့ကိုပြင်ဦးတွေရိတ်တာမှာခေါင်းဆောင်ပုံကြီးဖြစ်နေ อ๋อအဲ့လိုတကယ်တော့လည်းအဲ့လိုကြည့်အောင်ကျူစားတော့ကောင်းတယ်ပြန် ဟုတ်ဟုတ်ဟုတ်နာမည် ဆိုင်ကိုဆိုင်ကြော်မိုင်းတော့ ဦးစင်းကလေးနေရှိ